cryptocurrency တွေဟာဈေးကွက်အတက်ကြတာအရန်ကျမ်းပါတယ်ဒါပေမဲ့အဲ့ထဲမှာဈေးလည်းမတက်ဈေးလည်းမကျတဲ့ coin တွေရောရှိရဆိုတာသင်သိပါသလားဟုတ်ကဲ့အဲ့ဒါတွေကတော့ stable coin တွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ stable coin တွေဆိုတာဘာလဲ stable coin တွေရဲ့အမျိုးအစားတွေအကြောင်းကိုလူများနားလည်နေအောင်ရိုးရှင်းရှင်းနဲ့အသေးစိတ်ရှင်းပြပေးပါမယ်အားလုံးပဲမင်္ဂလာပါလမ်း crypto ဝင်းမီ YouTube channel ရဲ့တင်ကြိုဆိုလိုက်ပါတယ်ဈေးနှုန်းတက်ကြအလွန်ကျန်းတဲ့ cryptocurrency တွေထဲမှာဈေးနှုန်းအလွန်တည်ငြိမ်တဲ့ stable coin တွေအကြောင်းကိုရှင်းပြပေးတော့ပါမယ်အဲ့တော့ stable coin ဆိုတာဘာလဲအခြေခံအားဖြင့် stable coin တွေဆိုတာကတော့ fiat ငွေကြေးဥပမာအမေရိကန်ဒေါ်လာလိုမျိုးရွှေလိုမျိုးပြင်ပပိုင်ဆိုင်မှုတွေနဲ့ဈေးနှုန်းကိုတည်ငြိမ်အောင်ချိတ်ဆက်ထားတဲ့ cryptocurrency အမျိုးအစားတစ်ခုပဲဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့က stable coin တစ် coin ထုတ်မယ်ဆိုရင်ဘဏ်မှာအမေရိကန်ဒေါ်လာ$အဲ့ရတယ် stable coin 100ထုတ်မယ်ဆိုရင်ဘဏ်မှာအမေရိကန်ဒေါ်လာ100အပ်ပြီးမှထုတ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲ Bitcoin တို့ Ethereum တို့မျိုးဈေးကွက်အတက်ကြမရှိပဲတဲ့ဈေးလည်းမတက်ဈေးလည်းမကျပဲတည်ငြိမ်တဲ့ဈေးကွက်ကိုထိန်းထားနိုင်တာဖြစ်ပါတယ် stable coin တွေကိုနောက်က background ထားရတဲ့အစပ်ပုံမူတည်ပြီးတော့၄မျိုးခွဲခြားလို့ရတယ်ပထမဆုံးအနေနဲ့အတွေ့အများဆုံးမျိုးစားဖြစ်တဲ့ fiat stable coin တွေအကြောင်းကိုဆက်ပြောပြပေးပါမယ်သူတို့ကိုရှေ့ဆန်နှုန်းလို့တင်စားခေါ်ပေါ်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာအမေရိကန်ဒေါ်လာဒါမှမဟုတ်ယူရိုလိုမျိုး fiat money တွေနဲ့1:1အချိုးကျချိတ်ဆက်ထားလို့ပဲဖြစ်ပါတယ်ဆိုလိုတာက stable coin တစ်ခုထုတ်လုပ်တိုင်းအဲ့ဒီတန်ဖိုးနဲ့ညီမျှတဲ့ fiat ငွေကြေးပမာဏကိုအရန်ငွေအဖြစ်ထိသိမ်းထားလို့ပဲဖြစ်တယ်ဒီရန်ငွေတွေကိုဘ ਹੁ ချုပ်ကင်မှုရှိတဲ့အဖွဲ့အစည်းတစ်ခုကစီမံခန့်ခွဲလေးရှိပြီးတော့ပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချမှုရရှိစေဖို့ပုံမှန်စစ်ဆေးမှုတွေပြုလုပ်တယ်သူတို့ကို digital dollar တွေလို့မြင်နိုင်ပါတယ်အတွေ့အများဆုံးဥပမာတွေနဲ့ဆိုရင် Tether USDT နဲ့ USD coin USDC တို့ဖြစ်ပြီးတော့သူတို့ဟာ crypto လောကမှာ trading နဲ့ liquidity တွေအတွက်အလုံးရေးပါတယ် stable coin တွေပဲဖြစ်တယ်နောက်တစ်ခုကတော့ commodity backed stable coin တွေပဲဖြစ်ပါတယ်ဒီ stable coin တွေဟာရွှေငွေဒါမှမဟုတ်အိတ်ထက်မြေလိုမျိုး real world asset တွေကနေသူတို့ရဲ့တန်ဖိုးကိုရယူထားဖြစ်ပါတယ် stable coin တစ်ခုစီကအခြေခံပစ္စည်းရဲ့သတ်မှတ်ထားတဲ့ပမာဏတစ်ခုကိုကိုစားပြုပြီးတော့တကယ်တန်ဖိုးကို blockchain ပေါ်ကိုယူဆောင်လာတာပဲဖြစ်ပါတယ် physical asset တွေကိုလုံးဝနဲ့ storage တွေမှာထိန်းသိမ်းထားလေးရှိပြီးတော့အပြည့်အဝအာမခံတာကြောင့်သိကြစေဖို့ပုံမှန်စစ်ဆေးမှုတွေပြုလုပ်တယ်ဒါဟာ digital တွေရဲ့အဆင်ပြေမှုနဲ့တန်ဖိုးရှိတဲ့သတ္တုတွေရဲ့မူလတန်ဖိုးကိုပေါင်းစပ်ပေးထားတာဖြစ်တယ် Paso Go PASG နဲ့ Digit Go DGX တို့ဟာအကောင်းဆုံးဥပမာဖြစ်ပြီးတော့ physical အနေနဲ့တော့မပိုင်ဆိုင်ရပေမဲ့ digital အနေနဲ့တော့ရွှေငွေတွေကိုတော့ပိုင်ဆိုင်နိုင်စေပါတယ်ဘို့ထုတ်ကင်မှုကိုရှော့ချထားတဲ့နီလန်တစ်ခုဖြစ်တဲ့ crypto backed stable coin တွေကိုဆက်ပြောပြပေးသွားပါမယ် fiat ဒါမှမဟုတ် commodity backed တွေနဲ့မတူဘဲနဲ့သူတို့ကအခြား cryptocurrency နဲ့အာမခံထားတာဖြစ်ပါတယ် crypto ပိုင်ဆိုင်မှုတွေရဲ့မတည်ငြိမ်မှုကိုစီမံခန့်ခွဲဖို့အတွက်သူတို့ကိုမကြာခဏပိုရှန်တဲ့အာမခံစနစ်နဲ့ထိန်းသိမ်းထားပါတယ်ဆိုလိုတာကသင်ရရှိမဲ့ stable coin တန်ဖိုးထပ်ပိုများတဲ့ crypto တန်ဖိုးကိုအာမခံဖြစ်ထားရှိတာဖြစ်ပါတယ်သူတို့ရဲ့တည်ငြိမ်မှုကို smart contract တွေနဲ့ဘို့ချုပ်ကင်မှု short ချထားတဲ့ protocols တွေကနေထိန်းသိမ်းထားပြီးဘ ਹੁ အဖွဲ့အစည်းတစ်ခုရဲ့လိုအပ်ချက်ကိုဖယ်ရှားပေးပါတယ်ဒါကြောင့်သူတို့ဟာ decentralized finance DeFi ဂေယစနစ်မှာအလွန်ရည်ပန်းစားပါတယ်အဓိကဥပမာအနေနဲ့ကတော့ DAI ဆိုတဲ့ crypto က Ethereum နဲ့အခြား crypto ပိုင်ဆိုင်မှုတွေကိုအာမခံထားပြီးတော့ MakerDAO အဖွဲ့အစည်းကစီမံခန့်ခွဲပေးပါတယ်နောက်ဆုံးအနေနဲ့ algorithm stable coin တွေကိုဆက်ပြောပြပေးပါမယ်ဒီမျိုးစားကတော့ဓာတ်ရဲ့အာမခံတွေမရှိဘဲနဲ့ software algorithm တွေတစ်ဆင့်ဈေးနှုန်းတည်ငြိမ်မှုကိုထိန်းသိမ်းမှုယူရထားတာကြောင့်အဆန်းသစ်ဆုံးလို့တော့ပြောလို့ရပါတယ် algorithm တွေကဈေးကွက်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ stable coin တွေရဲ့ထောက်ပံ့မှုကိုအလိုလျောက်ချိန်ညှိပေးပါတယ်ဈေးနှုန်းမြင့်မားနေရင် stable coin အသစ်တွေထုတ်လုပ်မယ်ဈေးနှုန်းနှိမ့်ကျနေရင်တော့ stable coin အသစ်တွေကိုဖျက်ဆီးပစ်တာမျိုးလုပ်ဆောင်ပါတယ်ဒီနည်းလမ်းဟာအလွန်ဆန်းသစ်ပေမဲ့သိတာထင်ရှားတဲ့ market risk တွေအများကြီးရှိပါတယ်
ထင်ရှားဆုံးဥပမာကတော့ Terra USD ရဲ့ဈေးနှုန်းမတည်ငြိမ်မှုနဲ့နောက်ဆက်တွဲပြိုလဲမှုတွေဖြစ်ပါတယ်။ဒါဟာတည်တဲ့ algorithm အခြေခံဒီဇိုင်းတွေရဲ့ရှုပ်ထွေးမှုနဲ့ဖြစ်နိုင်ရရှိတဲ့အားနည်းချက်တွေကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ဒါဟာစိတ်ဝင်စားစရာအနေပဲတစ်ခုဖြစ်ပေမဲ့ risk အရင်များပါတယ်။ကျင်းချုပ်အနေနဲ့ပြောရရင်ကျွန်တော်တို့လက်ထဲမှာဒေါ်လာတွေကိုမကင်ထားခြင်းဘူးဒေါ်လာတွေကဝယ်ရခက်နေတယ်ဆိုရင် stable coin တွေကနောက်ထပ်ရွေးချယ်စရာတစ်ခုပဲဖြစ်ပါတယ် stable coin တွေက decentralized finance DeFi ရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ချင်းငွေထုတ်ယူတာတွေ trading နဲ့ investing တွေပြုလုပ်တဲ့လုပ်ငန်းစဉ်တွေအားလုံးကိုထောက်ပံ့ပေးပါတယ် cryptocurrency တွေဆက်လက်တိုးတက်လာတဲ့မြ stable coin တွေကလည်းပုံမှုရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာမှာဖြစ်ပါတယ်ဖွဲ့စည်းတွေရဲ့လက်ခံမှုနဲ့ဥပဒေစည်းမျဉ်းတွေပုံမှုရှင်းလင်းလာတဲ့အမျှသူတို့ရဲ့အနာဂတ်တိုးတက်မှုကိုဆက်လက်မြင်တွေ့ရမှာဖြစ်ပြီးတော့ဘဏ္ဍာရေးရဲ့အနာဂတ်မှာမရှိမဖြစ်လိုအပ်တဲ့ကိရိယာတစ်ခုဖြစ်ခိုင်မာစွာရပ်တည်သွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်